အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြမယ့်အကြောင်းအရာကတော့ကျွန်တော်နဲ့အတူအလုပ်တွဲလုပ်တဲ့ကားငယ်ကောင်လေးတွေရဲ့အကြောင်းတစ်စီးတစ်စောင်းကျွန်တော်ပြောပြမယ်၃ယောက်လုံးကကိုနဲ့ရွယ်တူအသက်ကမသိမ့်မရင်းနေပဲဗျဒါကြောင့်မို့လို့ပုံပုံလင်းလင်းနဲ့အထာမထားပဲနဲ့စကားကိုလည်းပြောလို့ရတယ်ပထမတစ်ယောက်ရဲ့ပြောနေကြအကြောင်းအရာတော့မင်းစဉ်းစားကြည့်ခွာတယ်ငါကအလုပ်ကလည်းပင်ပန်းနေရတယ်အိမ်ပြန်ရောက်ပြီဆိုရင်နဲ့ထမင်းစားပြီး TVG အေးစိနားကျင်တယ်ကွာဒါကငါကောင်မလေးကအခြေအနေကိုနားမလဲဘူးအိုဖူလိုဝင်တိုင်းတချင်းလေးဖွင့်ထားတော့ငါတော့ကနားကြီးရဲ့ကွာရေချိုးတာချိုးလို့ရပါတယ်စတဲ့ဖြစ်ဘာညာပေါ့ဗျာကျွန်တော်အမြင်ပြောရမယ်ဆိုရင်ကားငယ်တွေကတစ်ဖက်လူကိုစဉ်းစားပြီးမှတွေးတတ်တာကြောင့်မို့လို့တချင်းအကျေကြီးဖွင့်ရလောက်အောင်ထိရတော့နားမကြီးလောက်ဘူးတော့ထင်တယ်ဒါမှမဟုတ်ရင်အခန်းချင်းမှုလို့ 1K အခန်းမှုလို့တချင်းကကြားနေရလားနောက်တစ်ယောက်ရဲ့ညီးနေကြစကားတော့ငါကောင်မလေးကငါအလုပ်ပြန်ခံနေတိုင်းဆိုရင်ငါ့ကိုတခုခုဈေးဝယ်ခိုင်းတယ်ကွာစံဝယ်ခိုင်းရနဲ့စီစာစတဲ့ဖြစ်ငါ့ကိုအလုပ်ပြန်လိုက်မှားတယ်သူကအမြဲတမ်းအလုပ်ကိုစောစောပြန်နေရတယ်သူလမ်းကြုံရင်ဝယ်သွားပေါ့အဲ့အောင်ငါ့ကိုလာခိုင်းနေဝယ်ခိုင်းတဲ့ပစ္စည်းရဲ့အလေးချိန်ကိုကျွန်တော်ကမေးကြည့်လိုက်တော့အဲ့လောက်ထိအလေးတဲ့ပစ္စည်းလည်းမဟုတ်ဘူးဗျာအိမ်ပြန်တဲ့လမ်းမှာစူပါမှာဝင်ပေးကြုံပဲအဲ့လောက်ထိအပန်းကြီးတဲ့ကိစ္စမဟုတ်လို့တော့ထင်တယ်နောက်ဆုံးတစ်ယောက်ရဲ့ညီးတတ်တဲ့အကြောင်းအရာကတော့သူအိမ်ပြန်ပြီဆိုရင်သူ့ကောင်မလေးကအများအပြစ်ကသမင်းဟင်းတွေမပြင်ထားတဲ့အကြောင်းမရှိတဲ့အကြောင်းအမြဲတမ်းပြောတယ်ဗျာဒါဆိုရင်ကောင်မလေးကအလုပ်ရှိလို့မချက်ပေးနိုင်လားလို့မေးကြည့်တဲ့အခါကျတော့ဟုတ်တယ်ဆိုတော့ကျွန်တော်လည်းပါဆက်ပြောရမယ်မသိတော့ဘူးဗျာအခု၃ယောက်ရဲ့အခြေအနေကိုပြောရမယ်ဆိုရင်မကောင်းဘူးလို့မဟုတ်ဘူးဗျအလုပ်လည်းကြိုးစားတယ်သဘောလည်းကောင်းတယ်ဗျာဒါပေမဲ့ဒီလိုအတီးဖွဲတွေကိုညီးနေရကြတော့ကျွန်တော်တို့ကတိုက်တိတ်မတူဘူးလို့တော့ကျွန်တော်ခံစားမိရဲ့အဆုံးထိနားထောင်ပြီးသွားရင်တော့တယောက်နဲ့တယောက်တွေးပုံတွေးခြင်းအမြင်တဘောကတော့ခွဲလဲမှုရှိနိုင်တယ်ဗျာအဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်